မှာနေထိုင်တဲ့ကျွတ်တကောင်ဟာတောမှာနေထိုင်တဲ့ကျွတ်စီလာလေလေတယ်ကျေးလက်မှာနေထိုင်တဲ့ကျွတ်ဟာရာကင်းထဲမှာနေထိုင်တဲ့ကွယ်ကျွတ်နှကောင်ဟာရာကင်းထဲမှာလက်ပက်ပြေးလွှားပျော်ရွှင်နေကြလေတယ်ကျေးလက်ကကျွတ်ကငါတို့မှစားဖို့မပူရဘူးအသင့်မဲလို့ဆိုကမြို့ကျွတ်အားပြောင်းမှုတစ်ခုပေးလိုက်နေတယ်တောကျွတ်အဖို့ပြောင်းမှုဟာအရသာရှိပေမဲ့မြို့ကျွတ်ကတော့ပြောင်းမှုကိုမကြိုက်ဘူးကွယ်ဒါကြောင့်မြို့ကျွတ်ကတောကျွတ်အားမင်းဒီပြောင်းမှုပဲစားနေတာလားမင်းရဲ့အစားအစာဟာဒါပဲရှိတာလားငါတို့မြို့ကိုလာလေစမ်းပါငါမြို့မှာအိမ်ကြီးအိမ်ကောင်းတွေနဲ့နေထိုင်ကြပြီးဘလို့အစားကောင်းတွေစားနေကြသလဲဆိုတာလာကြည့်လိုက်ပါလားလို့ပြောဆိုလိုက်လေတယ်ဒီလိုနဲ့မြို့ကျွတ်ကအိမ်အပြန်မှာတောကျွတ်ကိုသူ့မြို့သို့ခေါ်ဆောင်လာခဲ့လေတယ်မကြာမီမှာပဲသူတို့ဟာမြို့ကျွတ်နေထိုင်တဲ့အိမ်သို့ရောက်ရှိလာခဲ့ကြတော့တဲ့မြို့ကျွတ်ကတောကျွတ်အားဒိန်ခဲကိတ်မုံနေကြစီစတဲ့စားကောင်းတောက်ဖွယ်တွေနဲ့ကျွေးမွေးအခမ်းလေတယ်တောကျွတ်လည်းမြို့ကျွတ်ကျွေးတဲ့အစားအစာတွေအားရပါရစားတော့ပြီးအစားအစာတွေကအရသာရှိလိုက်တာငါတော့မြို့မှာနေချင်လာပြီလို့မြို့ကျွတ်ကိုပြောလိုက်လေတယ်အဲ့ဒီအချိန်မှာပဲအခန်းထဲသို့လူတစ်ယောက်ရောက်ရှိလာလို့မြို့ကျွတ်ကကဲတငယ်ချင်းရေပြေးကြစို့လို့ဆိုကသူတို့နှကောင်စပွဲပေါ်မှာခုန်ချပြီးကြွတွင်းစီတို့ပြေးလာခဲ့ကြတဲ့စိတ်မပူပါနဲ့တငယ်ချင်းဒီလူကငါတို့ကိုမြင်နိုင်တော့ပါဘူးလို့ပြောဆိုလိုက်နေတယ်မကြခင်အခန်းထဲသို့ဝင်လာတဲ့သူဟာပြန်ထွက်သွားလေတော့တယ်အဲ့ဒီအခါကျွတ်နှကောင်လဲတွင်းထဲမှာထွက်လာပြီးအစားအစာများကိုစားကြပြန်လေတယ်မကြခင်အခန်းထဲသို့ကျွတ်နှကောင်ရောက်ရှိလာပြန်တယ်အဲ့ဒါကြောင့်ကျွတ်နှကောင်လဲမြင်နိုင်သမျှမြန်မြန်ထွက်ပြေးခဲ့ကြရပြန်လေတဲ့တောချက်ကလေးကများအစားအစာကိုဖြောင်းဖြောင်းတန်းတန်းမစားရပဲကြီးလက်စာစားနေရလို့အတော်ပင်စိတ်ညစ်သွားလေတော့တယ်ဒါကြောင့်တောချက်ကသူ့တငယ်ချင်းမြို့ကျွတ်အားတငယ်ချင်းရေငါအိမ်ပြန်ပြစီတော့မင်းတို့မြို့ကလုံခြုံမှုမှမရှိပဲစိုးတထိတ်ထိတ်နဲ့အမြဲကြောက်နေရတဲ့ပုံပဲတောမှာဆိုဘာကိုမှကြောက်ဖို့မလိုဘူးမင်းအိမ်ကြီးအိမ်ကောင်းနဲ့နေပြီးအစားကောင်းတောက်ကောင်းတွေစားသုံးရပေမယ့်အစိအမြဲကြောက်ရွံ့ထိတ်လန့်စွာစားနေရတဲ့ဘဝကိုမရယူပြစေနဲ့ပြေးနေရတာနဲ့အစာမဝပဲငတ်ပြီးသေးပါလိမ့်မယ်ငါဘာသာငါစိတ်ချလုံခြုံတဲ့တောရွာမှာပဲအေးအေးလူလူနေပြစေတော့ကွာလို့ပြောဆိုလိုက်ပြီးတောကျွတ်လည်းသူ့ရွာသို့ပြန်လာခဲ့တော့လေတယ်ကဲဒီပုံမြင်လေးထဲမှာတော့အနေရများပြီးစိုးရိမ်စရာများတဲ့ချမ်းသာသောဘဝထက်စိတ်အေးချမ်းသာပြီးလုံခြုံစိတ်ချမှုရတဲ့ဘဝကပိုကောင်းတယ်ဆိုတဲ့အကြောင်းကိုကလေးတို့သိရှိသွားလိမ့်မယ်လို့မျှော်လင့်ပါတယ်ကွယ်ပုံမြင်လေးကတော့ဒါပါပဲကွယ်